မိန်းကလေးကမလှချင်ပဲနေမလဲလှချင်တဲ့မိန်းကလေးတွေကြီးပဲยิ้มဟာကျန်လိုက်ပင်မလား အော်လောဟာပင်မလားမမင်းနဲ့နော်နင်းတို့လည်းမပြောချင်အိမ်ပြန်လာရင်မင်းတို့မျက်နှာမြင်အမောကိုမပြေဘူး အောင် နော်အပြိုတော့ကလည်းပြင်းပြင်းစင်စင်လေးနေမယ်လို့မရှိဘူးတနခါလေးပါလဲလူးမယ်နှခိုင်းနေလေးပါလေးဆိုးမယ်နေမယ်လို့မရှိရဖြစ်ကလေးစားနေပလိုက်တာခလေးနှစ်ယောက်မွေးပြလိုက်တာနဲ့မင်းတို့ကိုပြင်းပြင်းစင်စင်နေလို့မရဘူးလားဟမ်ကြည်စားမျက်နှာရပြောင်ဆက်နေတာကိုယောက်ျားပြန်လာရင်အမောတော့မပြေဘူးမင်းတို့လေဟမ်ခဏနေပတ်ဝန်းကျင်ကကိုကိုပြောတာမှာမိမတယောက်ယူထားပြီးတော့မပြေနိုင်မစင်နိုင်နဲ့ဆိုခဏကိုဘာဖြစ်သွားမလဲမင်းတို့စဉ်းစားကြည့်သားမအောင် အောင်ဘယ်မိန်းကလေးကမပြေချင်ရရှိမလဲဟမ်ပြေချင်တာဘောလို့ဒီမှာသမီးလေးကိုမွေးထားပြီးကြတဲ့ဘယ်မှာအလှပြေရလို့လဲပြင်ချင်တာပေါ့တနခါလိတ်ရလေခလေးမျက်စိထဲတနခါမှုတ်တွေဝယ်ပါဘလို့တော့မလို့မိတ်ကလူပြတော့လဲမိတ်ကမှာဘာတွေပါမှန်းမသိဘူးခလေးကိုသွားထိမိခါဘလို့တော့မှာနန်းချင်လို့တော့နန်းလို့မရပဲဖြစ်နေမိတ်ကလည်းမလိတ်တနခါလည်းမလိတ်ဆိုလွတ်လွတ်လပ်လပ်နန်းလို့ရမသိလားတဲ့မဲလာရလာပြောနေတယ် မင်းမပြင်းရင်လို့မဟုတ်ခလေးကြောင်ပေါ့ ခလေးကြပေါ့မလေးဘယ်မိန်းကလေးကမလှချင်ပဲနေမလဲလှချင်တဲ့မိန်းကလေးတွေကြီးပဲ လေးစားဆက်လေ sorry နော် သမီးလေးတွေ့မပြေပဲနေနေ sorry နော်ဖေဖေနားမလဲလို့ပေါ့အရင်လိုမျိုးမမေလှလှလေးနေစီချင်တာပေါ့နော်သမီးနော် ဖေဖေဘာမသိပဲမပြောနဲ့ လက်သမီးနော် တဲ့နော် နော်အရင်လိုမျိုးလှလှလေးနေစီချင်တာပေါ့လို့ မမေလည်းလှချင်တာဘောလို့မိတဲလေးတွေ့နော်တဲ့နော် โอเคပါဒါဆိုလဲနားလဲပြီ မမေတဲလေးတွေ့မမေမလှပဲနေနေတာနော်တဲ့နော်